ဟုတ်တယ်အရင်ဆုံး event များတဲ့ကိုတစ်ချက်ဝင်လိုက်မယ်ပြီးပြီဆိုရင်ဒီမှာ3ချောင်းမြောက်ပေါ့နော် okay အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဗျအဲ့နေရာလေးရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်လေးနည်းနည်းဆွဲလိုက်ပေါ့နော်ဒီနေရာမှာငွေသားနဲ့စိန်အနိုင်ရယူလိုက်ပါဆိုတာမြန်မာလူကြီးရေးထားတာဗျโอเค All-Star ဖောင်မှာဒီမှာတစ်ခါတည်းပြပေးထားရပေါ့နော်ဆက်သွားပြီဆိုရယ်ခလုတ်လေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင် All-Star event တွေကိုရောက်သွားမယ်ပေါ့နော်โอเคဒီ All-Star event တွေက Diamond ရနိုင်တဲ့နေရာကြီး3နေရာ4နေရာလောက်ရှိရပေါ့နော်အဲ့ဒီနေရာတွေအားလုံးကိုကျွန်တော်တစ်ခါတည်းလုတ်ပြသွားပြီမှာဗျဘာသာကိုလည်းကျွန်တော်လုတ်တဲ့တိုင်းလေးလိုက်လို့ရှင်အဆင်ပြေသွားမယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့တွေဘောင်းတွေပါညာရဖို့အတွက်တေချာပေါက်ကန်ဆန်းမဲလေးပေါ့နော်ကျွန်တော်မှာကန်ဆန်းခွေအကျဉ်းကြီးတောင်2ကြိမ်ရှိနေသေးတယ်ပေါ့ဗျာโอเคထားပါအဲ့ဒါနောက်မှလှည့်လို့ရတယ် event အကြောင်းလေးနည်းနည်းရှင်းပြပေးမယ်ပေါ့နော်โอเค event တော့ဘာသာကိုဒီမှာမင်းနဲ့တိုင်းမဲ့ price ဘူးတွေပါရပေါ့နော်ပတ်စံတွေရော diamond တွေရောရလိမ့်မယ်ဗျဒါ TikTok YouTube Facebook Instagram ဆိုပြီးတော့ platform ၄ခုကနေပြီးကျွန်တော်တို့တွေ try လို့ရတယ်ပေါ့နော်ဒီ reward တွေက brother တို့ကိုယ်တိုင်ပေါ့နော်ကျွန်တော်တို့ကြည့်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့ဒါလေးကိုကျွန်တော်ထပ်ပြီးတော့ရှင်းပြမိတော့အောက်ကိုနည်းနည်းဆွဲလိုက်မယ်ဗျာဝေအောက်ဆွဲလိုက်မှဆိုဒါကျွန်တော်တို့ရဲ့အထူးတိတန့် comment ပေါ့နော်ကိုယ့်ရဲ့ video အောက်မှာ comment မှန်းရမယ်အဲ့ဒါလေးပဲကျွန်တော်တစ်ခါတည်းမှန်းပြပေးမှာပေါ့နော်ပြီးကြလို့ရှိရင် video တင်ပြီးတော့တစ်ခါတည်းလုပ်ပြပေးမယ် okay အဲ့ဒီအောက်ဆွဲမယ်ဆိုလို့ရှိရင်ဒါကကြော viewer ပေါ့နော်ဟိုကျွန်တော်တို့တွေကဒီသူ့ရှေ့မှာပါတယ်ပေါ့နော်အဆင့်နေတဲ့မဝင်ဘူးပေါ့ဗျာအဆင့်နေမဝင်ဘူးဒါပေမဲ့ view ကောင်းတယ်ဆိုလို့ရှိရင်ဒီမှာပါတဲ့ reward တွေရမယ် diamond တွေပေါ့နော်ပတ်စံတော်မို့ဒီကောင်းတော့စိတ်နေပဲပေးမှာဗျအဲ့မှာ TikTok YouTube Facebook Instagram ၄မျိုးလုံးပါတယ်ပေါ့နော်သူကအဲ့ဒါတော့တော်တော်လေးမိုက်တယ်ဗျအဲ့ဒီအောက်ဆုံးမှာပါလာရှိသေးတယ်ဗျအဲ့ဒါကြောင့် brother တို့ view ကောင်းကောင်းမကောင်းကောင်းပေါ့နော် brother တို့ရဲ့ edit တွေဆောင်းဝန်းကောင်းနေရဆိုလို့ရှိရင်ဆောင်းဝန်းကောင်းတဲ့လူပေါ့နော်အဲ့ဒီလူတွေကိုပဲသူကရွေးပြီးတော့နောက်ထပ်အသီးတန့်အပူ diamond ထပ်ပြီးတော့ပေးအောင်ပါဗျโอเคထားပါတော့အဲ့ဒါတွေကတိတ်အရေးမကြီးဘူးပေါ့နော်ကိုတည်းက edit လည်းကောင်းတာမဟုတ်တော့ရမှာလည်းမဟုတ်ပါဘူး event mission ကတော့ All-Star ဒီကျွန်တော်လောကိုကေးနေတဲ့ mission ပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ပေါ့နော်ဒီ All-Star event မှာမဲနိုင်နေတဲ့ mission ပဲဖြစ်ဖြစ်ကျွန်တော်တို့တွေကဝင်ပြီးတော့ join လို့ရပါတယ်အဲ့ဒီမှာကိုဆော့ထားတဲ့ဟာလေးကို recorder လေးဖမ်းပြီးကျွန်တော်တို့တွေက video လေးတစ်ပုတ်လောက်ပြန်လုပ်ပြီးတော့ပေါ့နော်ပြန်တင်ပေးရမယ်ဗျโอเคထားပါတော့အဲ့ဒါတော့ရန်ကြီးခတ်တာမဟုတ်ဘူးဗျ video လောက်တာလည်းအရင်ဆုံးကျွန်တော်ဒီ YouTube ပေါ့နော် video ဘယ်လိုတင်ရမလဲဆိုတော့ကျွန်တော်တစ်ချက်ပြပေးမယ် TikTok မှာလည်းတင်ပြပေးမယ်ပေါ့နော်လောလောဆယ်ဒါပထမဆုံး YouTube မှာတင်ပေးမယ်ဗျာ Okay တင်ဖို့အတွက်ဆိုဒီမှာဖန်တီးသူစုလက်ဆောင်များဆိုတာအောက်မှာ hashtag လေးရှိရပေါ့နော် MMBB creator ရဲ့ MMBB All-Star ရဲ့ရှိရဗျာ Okay အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်တာနဲ့ auto copy ယူပြီးသားဖြစ်ပြီဗျာ Okay အဲ့လိုမျိုး copy ယူပြီးပြီဆိုရင် YouTube ထဲကိုတစ်ချက်သွားမယ်ပြီးရင်ဒီအောက်ကအပေါင်းခလုတ်လေးကိုနှိပ်လိုက်မယ်ပေါ့နော်ပြီးရင်ကိုကပုံမှန်ဗီဒီယိုတင်မှာဖြစ်တဲ့အတွက်ကြောင့်မို့ဘယ်ဘက်ကဗီဒီယိုရွေးမယ်ပြီးလို့ရှိရင်ကိုပေါ့နော်ဗီဒီယို edit ထားတဲ့ဟာပဲဖြစ်ဖြစ်ကို gain shot ထားတဲ့ဟာပဲဖြစ်ဖြစ်စက္ကန့်30ထဲကြော်ရင်လည်းရတယ်ပေါ့နော်အဓိကကျွန်တော်2မိနစ်လောက်ဆိုရင်ကောင်းတယ်ဗျ YouTube မှာဆိုရင်ပေါ့2မိနစ်အထက်ဆိုရင်ပိုကောင်းတယ်ဗျ Okay အဲ့ဗီဒီယိုလေးတစ်ခုကိုရွေးလိုက်ပါ Okay ဒီနေ့ကမှတိုင်းတဲ့ဘာညာကိုရေးချင်တာရှိရင်ရေးပေါ့နော်ဒီ All-Star event ဘာညာပေါ့ဗျဘောင်ယူနီးဘာညာအဲ့လိုမျိုးကိုရေးချင်တာရှိရင်ရေးလိုက်ပေါ့နော်အဲ့ဒါတော့ကိုစိတ်ကြိုက်ကိုရေးရင်လို့ရေး Okay အဲ့ဒါအဓိကမဟုတ်ဗျအဓိကတော့ကျွန်တော်ဒီအောက်က show more ဆိုတာရှိရပေါ့နော်အဲ့ဒါလေးတစ်ချက်နဲ့ပြီးဒီမှာ add description ဆိုတာလေးရှိရဗျစောစောကကိုဝေယူလာတဲ့ hashtag နှစ်ခုကိုထည့်ပေးလိုက်ဗျထည့်ပြီးလို့ရှိရင်ဒီဗီဒီယိုလေးတင်လိုက်ပြီဆိုလို့ရှိရင်အောင်းသွားပြီဗျဒါကျွန်တော်ဗီဒီယိုတင်ချင်းပြီးဆုံးသွားပြီပေါ့နော်ဒါ YouTube မှာဗီဒီယိုတင်တာပြီးသွားပြီ diamond တွေအများကြီးပိုးပြီးတော့ရအောင်လို့ဆိုပြီးပေါ့နော် Okay ဗီဒီယိုတင်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့တွေကဒီအောက်ကိုနည်းနည်းဆွဲလိုက်မယ်ဗျဒီမှာတင့်ရဲ့အထူးတည်တန့်copy ဆိုတာရှိရပေါ့နော် link copy ဆိုတာရှိရအဲ့ဒါလေးကိုကျွန်တော် copy ယူလိုက်မယ်ဗျာ Okay ထူးတည်တန့် comment copy လို့ပြောရမယ်ပေါ့နော် Okay အဲ့ဒါလေး copy ယူပြီးစောစောကကျွန်တော်တို့တင်လိုက်တဲ့ video ရဲ့ comment အောက်မှာအဲ့ဒါလေးကိုတွားပြီးရေးပေးရမယ်ဗျာကို video အောက်မှာပဲကိုရေးရမှာပေါ့နော် Okay ဒါဆိုလို့ရှိရင်ကျွန်တော် comment နဲ့တစ်ချက်ဝင်မယ်ခုနကကျွန်တော် copy ယူလာတဲ့ copy link လေးပေါ့နော်အဲ့ဒီ link လေးရှိရအဲ့ဒါလေးကိုကျွန်တော်တို့တွေပတ်ချပြီးတော့ဒီရေးလိုက်အောင်ပေါ့နော်ဘာမှခက်တာမအားရေးပြီးလို့ရှိရင်ဒီညာဘက်ဘေးလေးကအဆက်30ရှိတယ်အဲ့ဒါလေးကိုတစ်ချက်ထည့်နေပြီးတော့ပင်ဆိုတာလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒါနောက်ထပ် diamond event အတွက်ထပ်ပြီးတော့ပါပြီးသားဖြစ်သွားပြီပေါ့နော်ဗီဒီယိုတစ်ပုတ်ထဲနဲ့ကျွန်တော် diamond event နှစ်ခုကိုတစ်ခါတည်းပါပြီးသားဖြစ်သွားပြီပြီးရင်ဒီပေါ့နော် share ဆိုတဲ့ခလုတ်လေးကိုနှိပ်ပြီး copy link လေးတစ်ချက်ယူလိုက်မယ်ပေါ့နော်ဒါကျွန်တော်တို့ရဲ့ဗီဒီယိုကို copy link ယူရဗျာ Okay ယူပြီးလို့ရှိရင်ခုနက event နဲ့သွားပြီးတော့ကျွန်တော်တို့ link ကိုထည့်ပေးလိုက်ရင်ရရဗျာ Okay event နဲ့ရောက်ပြီဆိုရင်ဒီအောက်မှာတင်သွင်းပြီဆိုတာလေးပေါ်လာမယ်ပေါ့နော် Okay ခုပဲတင်သွင်းလိုက်ပါဆိုတာရှိတယ်ဗျအဲ့ဒီခုပဲတင်သွင်းလိုက်ပါလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်လို့ဒါမျိုးပေါ်လာရင်ဒါကျွန်တော် YouTube မှာတင်တာဖြစ်တဲ့အတွက်ကြောင့်မို့ platform ၄ခုတည်းတစ်ခုရွေးဆိုကျွန်တော် YouTube ကိုရွေးလိုက်မယ်ပြီးရင်ဒါကျွန်တော်တို့ရဲ့ video link လေးကိုထည့်ခိုင်းတာပေါ့နော် content link Okay ခုနက copy ယူလိုက် video link ထည့်မယ်ပြီးရင်ဒီမှာကျွန်တော် content ဘာသာစကားတော့ကျွန်တော်တို့ကမြန်မာဖြစ်တဲ့အတွက်ကြောင့်မို့မြန်မာကိုပဲရွေးထည့်ပေးလိုက်ရင်အဆင်ပြေတယ်ဗျပြီးရင်ဒီအောက်ကပေါ့နော် event လမ်းညွန်ဘာညာအဲ့ဒါမှာအမှန်ကြီးလေးတောင်းတယ်ဗျအဲ့ဒီအမှန်ကြီးလေးထည့်ပေးလိုက်ထည့်ပေးပြီးကျွန်တော်တင်သွင်းပြီဆိုတာလေးကိုနှိပ်လိုက်ပါOkay အဲ့ဒါဆိုရင်ကျွန်တော်တို့ပေါ့နော်ဒီတင်သွင်းပြီဆိုတာလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ brother တစ်ခုပေါ့နော် All-Star ဖောင်ကျွန်တော်ရသွားပြီဗျာ Okay ကန်ဆန်းပြီဆိုတာလေးနှိပ်လိုက်ပေါ့နော်ထပ်ပြီးတော့နှိပ်လိုက်ပါတော့ဘာမှခက်ရှောက်ပြီးစဉ်းစားကြမလို့ဒီ All-Star ဖောင်ကန်ဆန်းပြီဆိုတာလေးနှိပ်လိုက်ပြီးကျွန်တော်ကန်ဆန်းကွက်တစ်ချိန်ရတယ်ပေါ့နော် Okay အဲ့ဒါကြောင့်မို့ကျွန်တော်ကန်ဆန်းပြီဆိုတာလေးပဲတစ်ချက်ထပ်နှိပ်လိုက်မယ်ဗျာဒါသူမဲလဲသွားလိမ့်မယ်ပေါ့နော်
โอเคမဲလဲတဲ့ခါမှာတေးကြပေါ့ဒီမှာ all star ဖောင်ကြီးကျွန်တော်ရသွားပြီဗောနော်ဒီမှာကျွန်တော်တို့တွေရွေးနှုတ်ကုတ်ဆိုတာရှိရဗျအဲ့ဒါလေးကိုကူးယူမီဆိုတာလေးကိုနှိပ်လိုက်ကော်ပီယူလိုက်ကော်ပီယူပြီးလို့